ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်ကျွန်တော်နာမည်ကတော့ရေသူရင်ဆိုဖြစ်ပါတယ် The Sun Education ရဲ့ပေါင်တာလည်းဖြစ်ပါတယ်ဟေးဒီနေ့ကတော့ကျွန်တော်တို့ကနဲ့လုံးမြောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကဟာစုကိုကျွန်တော်သင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ကဆက်ပြီးတော့သွားမယ်ပေါ့နော်โอเคကျွန်တော်တို့ခုနှစ်လုံးမြောက်ဟာစုဟာဆိုရင်ကျွန်တော်တို့ကအပိုင်းလေးကကျွန်တော်တို့ကနှစ်ပိုင်းပဲပါပါတယ်အပေါ်ကကျွန်တော်တို့က10ပေါ့နော်အပေါ်က1ဆိုတဲ့ဟာလေးပါမယ်အောက်ကကျွန်တော်တို့က10ဆိုတဲ့ဟာလေးပါမယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုမှတ်မလဲဆိုတော့ set the ချိန်လောက်နေလှမ်းလိုက်သည်လို့ကျွန်တော်တို့မှတ်ထားမှာပေါ့နော် set the ချိန်လောက်နေလှမ်းလိုက်သည်နော်ဟုတ်ပြီဟာစုလမ်းဒီပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ကဟာမိုနိုပေါ့နော်မိုနိုနဲ့တွဲတယ်ဟာမိုနိုဆိုတော့ငချာဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဘာလဲဆိုရင်ကျွန်တော်တို့ကခန်းလျှော့ဝင်ရောက်ဆွတ်ဖက်ခြင်းပြီးတော့ရင်ကျွန်တော်တို့ကဂျခမ်းမဲ့လူအနေငယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာပဲတွေ့မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ရဲ့ပေါ့နော် channel လေးကို like and subscribe လေးပေါ့နော်လုပ်ပြီးသွားပါအောင်ခေါင်းလုံးလေးလည်းနှိပ်ပြီးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်